တေးသွားတဲ့မိသားစုဝင်တွေကိုချက်ပြုတ်စားတော့တဲ့မျိုးနွယ်စုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ပြချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးမိသားစုတွေအားတေးသွားတဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေရဲ့အလောင်းတွေကိုမြေကြီးထဲမှာမြုံနှံမဲ့စားတော့ပြတ်တဲ့လူတွေရှိတယ်ဆိုရင်ပရိသတ်ကြီးရှုံနိုင်ကြပါမလားဒီအကြောင်းမပြောခင်မှာကဘာတဝမ်းကထူးဆန်းတဲ့ဒလီတချို့ကိုပြပေးကြပါရယ်ဒီဗန်နိုင်ငံမှာတော့လူတယောက်သေဆုံးသွားရင်ဖုံတော်ကြီးတွေကအလံကိုတောင်ကုန်းပေါ်ထမ်းသေးသွားပြီးတောင်ကုန်းပေါ်မှာအလံကိုအပိုင်မိုက်ခုတ်ထလိုက်ပါရယ်မိနစ်ပိုင်းလောက်ကြာမှလင်းကြတွေရောက်လာပြီးအလံကိုစားတော့ပြလိုက်ကြပါရယ်ဒီဗန်လူမျိုးတွေယုံကြည်တာကတော့ဒီလိုမျိုးလင်းတစာကျွေးလိုက်တာကြောင့်အေးချမ်းသွားပြီးလူဝင်စားပြန်ဖြစ်လိမ့်မယ်လို့ယုံကြည်ကြပါရယ်တောင်ကိုရီးယားနိုင်ငံမှာတော့မိသားစုဝင်တယောက်သေဆုံးသွားရင်မိသားစုပြီးအယိုးပြကိုပလဲလုံးလို့အလားဆင်ပြီးတော့ဖန်ပလင်းနဲ့ထည့်ထားပြီးတော့မှအိမ်မှာအမတ်တရားထားကြပါရယ်1990ခုနှစ်လောက်ကဆိုရင်အမေရိကန်မှာခေတ်စားခဲ့တဲ့တကြိုနီးတစ်ခုကအရှိုးပြတွေကိုလင်းရင်နဲ့တည်ပြီးကောင်းကင်ဘဝကနေလေထဲကကျဲချလိုက်တာပါပဲကျမခုပြမဲ့တစ်ခုကတော့အဲ့အရာတွေအလုံးတက်ပို့ပြီးတော့ထူဆောင်ပါတယ်အလောင်းကိုလင်းတာတွေစားလိုက်တာကပြဿနာမရှိပေမဲ့လူတွေရပဲအလောင်းကိုစားပစ်လိုက်တာကတော့ကြောက်စရာကောင်းသွားပါပြီအိန္ဒိယနိုင်ငံကအဂိုရစ်လူမျိုးတွေဟာမြို့ပြနယ်ဝေးပြီးလူအရောက်ပေါက်နေတဲ့တောရွာလေးမှာနေထိုင်ကြတဲ့မျိုးနွယ်စုတစ်ခုပါသူတို့မျိုးရိုးစင်ဆက်ကျင့်သုံးလာခဲ့တဲ့ဒလီတစ်ခုကတော့မိသားစုဆွေမျိုးတွေကတယောက်ယောက်သေဆုံးသွားပြီးဆိုရင်အလောင်းကိုအပိုင်မိုက်ခုတ်ထစ်ပြီးချက်ပြုတ်စားတော့လိုက်ကြပါရယ်မြေမြုပ်တချူရာရီမိတချူရာရီမလုပ်ကြပါဘူးဒီလိုမျိုးစားတော့လိုက်တဲ့အတွက်သေဆုံးသွားတဲ့သူဟာကောင်းကင်ဘုံရောက်သွားပြီးတော့ဒီမိသားစုမှာပဲလူဝင်စားပြန်ဖြစ်လိမ့်မယ်လို့ယုံကြည်ကြတာပါဒီဗီဒီယိုအကြောင်းအရာနဲ့ပတ်သက်ပြီးကွန်မန့်လေးတွေရေးပေးခဲ့ကြပါဦးနော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများစွာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပြီးပေးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။